Asta မှာရောင်းချပေးတဲ့ဘေးပေါင်မင်းလိုင်းတွေမှာပါတယ် 9H Nano ပေါင်းသားမှန်ကက်လေးကိုဘယ်လိုမျိုးကဲရလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးအနေနဲ့သူ့ရဲ့ပါဝင်ပစ္စည်းလေးတွေကတော့အခုလိုမျိုး 9H Nano ပေါင်းသားမှန်ကက်လေးတစ်ခုပါမယ်။ပြီးရင်တော့ tester ဆန်းကက်လို့ရမယ်ဒီလို tester အသေးလေးတစ်ခုပါပါမယ်။ပြီးရင်တော့မှန်ကက်ကိုဖုံးသုံးလို့ရမယ်ဖုံးသုံးဝေလေးတစ်ခုပါမယ်။မှန်ကက်ကိုလီမခုအောင်ထိုးလို့ရမယ်အပြားလေးတစ်ခုပါပါမယ်ရှင်။ဒါဆိုရင်တော့ဘယ်လိုမျိုးကဲရလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်မယ်နော်။မှန်ကက်တော့မယ်ဆိုလို့ရှိရင်တော့ဒီထဲမှာပါတဲ့အဝတ်ဖြူလေးနဲ့ပုံမှန်ကိုလုံးဝတန့်စင်သွားအောင်လို့ဖုံမရှိအောင်လို့တုပ်လိုက်ပါမယ်။တုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ဒီ original မှန်ကက်ကိုမကက်ခင်ပေါ့နော်။ဒီ tester လေးနဲ့ဘယ်လိုမျိုးကက်ရလဲဆိုတာလေးကိုပြပေးမှာဖြစ်ပါတယ်ရှင်။ဒီ tester လေးကကြတော့ဒီမှာ1 2ဆိုပြီးတော့ကက်ထားပေးပါတယ်။ဒီ level 1လေးကိုအရင်ခွာပြီးတော့ကက်ပါမယ်။ level 1လေးကိုခွာပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကမှန်ကက်လေးကိုအရင်ချိန်ကြည့်မယ်ပေါ့နော်ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ tester လေးကိုအရင်ဆုံးအဆင်ပြေမပြေဆန်းပြီးတော့ကက်ကြည့်ရမှာဖြစ်ပါတယ်ရှင်။ပြီးတော့ရင်လေမခွအောင်လို့ဒီလိုမျိုးအပြားလေးနဲ့ထိုးပြီးလိုက်ပါမယ်။အခုလိုမျိုးအပြားလေးကထိုးတဲ့အချိန်မှာထောက်နေရမျိုးပါမျိုးရှိရဆိုလို့ရှိရင်တော့ညီမတို့အခုဒီထဲမှာပါတဲ့အဝတ်လေးနဲ့ပေါ့နော်ဒီအပြားလေးကိုဒီလိုမျိုးထပ်ပြီးတော့လဲထိုးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့မှန်ကက်လေးကတော့ထိုးရတာပို့ပြီးတော့လွယ်ကူပါတယ်ရှင်ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့နံပါတ်2လေးကိုအသားလေးဒီလိုလေးဆွဲခိုးလိုက်အောင်ပါပဲဆွဲခွာပြီးသွားပြီဆိုလို့ရှိရင်တော့လီခုနေတဲ့နေရာလေးကိုခုနကညီမပြောသလိုပဲအဝတ်လေးကိုဒီလိုမျိုးလေးထပ်ပြီးတော့ဒီအပြားလေးနဲ့ပဲအသားလေးပြန်ထုတ်လို့ရပါတယ်ခုလိုမျိုး tester လေးကိုကိုစိတ်ကြိုက်စမ်းသပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ရဲ့ original ထည့်ပြီးလိုက်တဲ့မှန်ကက်လေးကိုကက်လို့ရပါပြီဖြစ်ပါတယ်ရှင်ဒီကတော့ဒီထိတ်လေးကိုတေချာလေးညီအောင်ချိန်လိုက်မယ်ပေါ့နော်ကိုကဒီမှန်ကက်အပြားလေးကိုမချခင်လုံးဝဘေးပဲအကုန်လုံးညီသွားပြီဆိုလို့ရှိရင်တော့မှန်ကက်လေးကိုချလိုက်ပါမယ်ကဲလို့ကက်နေရင်လည်းကိုကဒီလိုအသားလေးထိမ့်ပြီးတော့ချကြည့်လိုက်မယ်ပေါ့နော်ကိုစိတ်တိုင်းကြပြီဆိုရင်တော့ဖိလိုက်လို့ရတယ်တကယ်လို့ကိုကစောင်းသွားတယ်ပါညာရှိရဆိုလို့ရှိရင်စိတ်တိုင်းမကြသေးဘူးဆိုလို့ရှိရင်လည်းအသားလေးဒီလိုလေးပြန်ခွာပြီးတော့တဲ့လို့ရပါတယ်သူကဒီလိုမျိုးလေးကတ်သွားလို့ခွာလို့မရတော့ပါလို့ဆိုလို့ရှိရင်ညီမတို့ခုနက tester လေးမှာခွာပြလိုက်တဲ့ဒီ plastic လေးပေါ့နော်အဲ့ဒါလေးနဲ့ပြန်ထိုးပြီးတော့လည်းခွာလို့ရပါတယ်အဲ့ဆိုရင်မှန်ကက်လေးလည်းတဲ့သွားပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်ဒီလိုလေးအလဲကနေတစ်ချက်ဖိလိုက်ပါမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့မှာပါတဲ့ဒီအပြားလေးနဲ့ပေါ့နော်ဟိုဘက်ဒီဘက်လေးလေးထုတ်ပြီးလိုက်ပါမယ်နံပါတ်2လေးကြံနေတယ်ဒီနံပါတ်2လေးကိုခွာလိုက်ပါမယ်ခွာပြီးသွားရင်ခုနကပေါ့နော်လေးထုတ်မယ်ဆိုလို့ရှိရင်လည်းဒီပြားလေးနဲ့အဝတ်လေးနဲ့ကိုလေးဖိပြီးလေးတွန်းလိုက်အောင်ပေါ့နော်တကယ်လို့ကိုကခွာပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအဝတ်လေးခံပြီးတော့မှတွန်းပြီးနော်အဝတ်လေးမခံမင်းနဲ့တွန်းလိုက်တယ်ဆိုလို့ရှိရင်မှန်ကပွန်းရထင်တာတို့ဘာလို့ဖြစ်မှာဆိုလို့ပါအားလေးနဲ့ထိုးမိတယ်ဆိုရင်ကွာအဲ့ဆိုဒီအဝတ်လေးနဲ့ဒီလိုလေးထိုးပြီးတော့ဒီလိုလေးခောက်ပြီးတော့လေးကိုဒီလိုလေးအလွယ်တကူထုတ်လို့ရပါတယ်ကဲဒါဆိုရင်တော့ 9H မှန်ကက်လေးကတာပြီးစီးသွားပါပြီရှင်။စားမှရောင်းချပေးတဲ့ 9H Nano ပေါင်းသားမှန်ကက်လေးရဆိုလို့ရှိရင်တော့ဈေးကွက်ထဲမှာမြင်တွေ့နေကြဘေးပေါင်အမဲလိုင်းတွေလုံးဝမပါဝင်တာဖြစ်တဲ့အတွက် full screen ကိုအပြည့်သုံးလို့ရတဲ့အပြင်စင်ဆာကွယ်နေရမျိုးဖြစ်မှလည်းစိတ်ပူစရာမလိုတော့ပါဘူးနော်။စိုက်အနေနဲ့ကလည်းကာဘာစိုက်ဖြစ်တဲ့အတွက်ကာဘာထက်ပြီးသုံးမယ်ဆိုလို့ရှိရင်လည်းကာဘာနဲ့ထောက်ပြီးတော့လေခိုရာပြန်ကွာတာမျိုးဖြစ်မှလည်းစိတ်ပူစရာမလိုပါဘူး။ Asta ကနေရောင်းချပေးတဲ့မှန်ကက်လေးတွေကတော့အာမခံတက်လာပေးထားပါတယ်ကိုရိုင်းကက်လို့အဆင်မပြေတာတစုံတရာတစ်ခုရှိခဲ့တယ်ဆိုလို့ရှိရင်လည်းတစ်လအတွင်းမှာအသစ်တစ်ခုပြန်လဲခွင့်ရပါတယ်အခုလိုမျိုး quality ကောင်းတဲ့မှန်ကက်လေးတွေနဲ့ sticker လေးတွေကိုစိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Asta TikTok Message နဲ့ Telegram Channel တို့မှာအခုပဲလာရောက်မှာယူလို့ရနေပါပြီရှင်